အဲ့ဒီအရာတွေကအိမ်တော်ရေးဖောက်ပြန်မှုအများဆုံးဖြစ်စေခဲ့တဲ့အရာတွေဖြစ်ပါတယ်ဒါလေးတွေကလည်းအရင်ရေးကြီးတဲ့အတွက်အိမ်တော်တိုင်းမှာတတိချက်စီချင်ပါတယ်အဲ့ဒါကတော့တာဝန်ပူ9ချက်ဖြစ်တယ်9ခုဖြစ်ပါတယ်ပထမတာဝန်ပူကဘာလဲဆိုတော့တနေရာစီခွဲခွာပြီးနေခြင်းမိသားစုကြောင့်ပဲဖြစ်ဖြစ်ငွေကြေးကြောင့်ပဲဖြစ်ဖြစ်ပြပမှာသွားရောက်အလုပ်ကန်ရတဲ့အခါမှာပဲဖြစ်ဖြစ်ဇနီးမောင်နှံနှစ်ယောက်ကတနေရာစီရှိနေရတဲ့အချိန်ရှိပါတယ်အဲ့ဒီလိုမျိုးတနေရာစီဖြစ်ရင်းနဲ့မှာနှစ်ကာလကြာလာတဲ့အခါမှာအိမ်တော်ရေးဖောက်ပြန်ခြင်းတွေဖြစ်တတ်ပါတယ်ဘလောက်ပဲသစ္စာရှိတယ်လို့ပြောအသွေးသားရဲ့တတ်မှတ်ခြင်းတွေတတ်မှတ်မှုစိတ်ဆန္ဒတွေမှာပါသွားတတ်ပါတယ်အမျိုးသားကလည်းတခြားအမျိုးသမီးနောက်ကိုပါသွားတတ်တယ်အမျိုးသမီးကလည်းတခြားအမျိုးသားနောက်ကိုပါသွားတတ်ပါတယ်ဘာကြောင့်အဲ့လိုပါသွားလဲဆိုတော့တနေရာစီဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက်သွေးအေးလာတဲ့အရာတွေပြီးတဲ့အခါမှာအလုတ်ကြောင့်ပဲဖြစ်ဖြစ် pressure မိတဲ့အခါမှာစိတ်ဖိစီးမှုတွေရှိတဲ့အခါမှာအထီးကျန်မှုတွေဖြစ်တဲ့အခါမှာတခြားအရာတွေနဲ့ဖြည့်ဖို့ရှာတဲ့အရာတွေရှိလာတတ်ပါတယ်ဒီလိုနဲ့နော်လက်ထက်စာချုပ်မှာတော့ကိုယ်စနီးမောင်နှံကိုထိုးထားပေမဲ့တခြားသောအမျိုးသမီးတွေနဲ့အတူအိတ်တဲ့အရာတွေဖြစ်လာတယ်တချို့သောအမျိုးသားတွေကလည်းအလုတ်ထဲမှာကိုအရန်ပဲမျက်နှာตาပေးတဲ့အရန်ပြုစုပြီးဂယုစိုက်တဲ့ရွရကျင်နာမှုပေးတဲ့အမျိုးသမီးငယ်လေးတွေနဲ့လည်းပါသွားတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့တနေရာစီရှိနေခြင်းကြောင့်ဖြစ်တယ်။ဒါကြောင့်ဇနီးမောင်နှံတွေမှာအလုတ်ကြောင့်ခွဲခွာရတယ်ဆိုရင်တော့မှနှစ်ကာလအတိုင်းအတာအနေနဲ့မဖြစ်ပါစေနဲ့ဖြစ်နေတဲ့ဆိုရင်ပြန်ပြီးတော့ဇနီးမောင်နှံအတူနေရဖို့ရန်အတွက်ကြိုးစားပါငွေကပြန်ရှာလို့ရပါတယ်။အိမ်တော်ရေးပြိုကွဲပြီးတော့ငွေတုတ်ကြီးပိုက်ပြီးတော့ငွေပဲရှိပြီးအိမ်တော်ရေးကြောင့်မျက်ရည်ကျနေတဲ့သူတွေများစွာရှိပါတယ်။ဒါကြောင့်အတတ်နိုင်ဆုံးတနေရာစီဖြစ်တဲ့အရာတွေကိုရှောင်ဖို့အတွက်ဖြစ်တယ်။နောက်ဒုတိယတစ်ချက်အနေနဲ့ကဘာလဲဆိုတော့တိုင်ပင်ဆွေးနွေးခြင်းမရှိခြင်းဒုတိယတစ်ချက်တာဝန်ဘူးကတော့တနေ့တယောက်တိုင်ပင်ဆွေးနွေးမှုမရှိတဲ့အခါမှာပွင့်လင်းမြင်သာမှုမရှိတော့ဘူး။ဥပမာအနေနဲ့ကိုရဲ့မိဘကိုပေးတယ်ကျွေးတယ်ထောက်ပံ့တယ်အဲ့ဒါကခိုးဝက်ပြီးတော့ပေးစရာမလိုဘူး။ခင်မွန်းတယ်မသိအောင်ပေးစရာမလိုဘူး။တိုင်ပင်ဖို့လိုအပ်တယ်။အဲ့ဒီလိုတိုင်ပင်နေဆိုရင်ဇနီးတဲ့ကလည်းသူမိဘကိုပေးခြင်းတဲ့အခါကျရင်ပွင့်ပွင့်လင်းလင်းဖြစ်လာနိုင်မယ်။ခင်မွန်းတဲ့ကလည်းသူမိဘကိုပေးခြင်းတဲ့အခါကျရင်တယောက်နဲ့တယောက်ပွင့်လင်းမြင်သာမှုရှိတဲ့အခါမှာလုံခြုံစိတ်ချမှုပေါ့နော်အော်တပစိတ်ကြည်ကြည်နဲ့ပေးရတဲ့အရာကိုဖြစ်စေတယ်။ပြီးတော့တချို့သောခင်မွန်းတဲ့တွေမှာလည်းဗာတွေ့ရလဲဆိုတော့ငါနှစ်ငွေကြီးတစ်လောက်ပေးတယ်2သိန်းဆို2သိန်း3သိန်းဆို3သိန်းပမာဏတစ်ခုပေါ့အဲ့ဒါနဲ့ကလေးတွေကိုကျွေးလောက်အောင်သုံးကျန်တာငါ့ကိုထပ်မတောင်းနဲ့ဆိုပြီးတော့ပြောပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကျန်တာသူသုံးပြီးတော့ပမာဏအနှဲငယ်လောက်ပဲမိသားစုအတွက်ပေးလိုက်တဲ့အရာလေးတွေရှိတတ်ပါတယ်အဲ့ဒီအရာကဘာနဲ့သွားတူလဲဆိုတော့ကျွန်တယောက်ကိုငါငွေပေးတယ်ဒီငွေနဲ့လောက်အောင်သုံးဆိုတဲ့ပုံစံမျိုးလဲခံစားရသွားတတ်ပါတယ်ဒါကတစ်ဖက်ရဲ့ခံစားချက်ကိုမြင်သာအောင်ပြောပြတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပွင့်လင်းလင်းတိုင်ပင်ဖို့လိုအပ်တယ်ပြောဖို့လိုအပ်တယ်နော်တချို့သောဇနီးတွေကလည်းနော်လောင်းကစားတွေလုပ်တတ်တယ်အမျိုးသားတွေလည်းလုပ်တတ်ပါတယ်လောင်းကစားလုပ်တဲ့အခါမှာကိုယ်ဇနီးမောင်နှံမသိအောင်ဇနီးမသိအောင်ခင်မွန်းမသိအောင်တိတ်တဆိတ်လုံရင်းနဲ့မှအကျွေးယူတဲ့အရာတွေရှိတယ်နှလုံးသုံးလုံးစသဖြင့်ပေါ့အကျွေးယူတဲ့အရာတွေရှိလာတဲ့အခါမှာကြာတော့ခင်မွန်းဇနီးကအကျွေးဆက်ပေးရင်နဲ့မှစိတ်ကုန်လာတယ်ဘာကြောင့်လဲတိုင်ပင်ခြင်းမရှိဘူးပွင့်လင်းခြင်းမရှိဘူးပြုတ်ဝက်စွာကွက်ကိုလုံနေတဲ့အခါမှာအကျွေးမြေကိစ္စတွေဖြစ်လာတယ်ဒါကြောင့်ဇနီးမောင်နှံ2ယောက်ကြားမှာတိုင်ပင်ဆွေးနွေးမှုပွင့်လင်းမြင်သာမှုအရေးကြီးပါတယ်အဲ့ဒီပွင့်လင်းမြင်သာမှုမရှိဘူးဆိုရင်အဖို့တစ်တွေကြာလာတွေဖြစ်လာတဲ့အခါမှာအိမ်တော်ကြီးကွဲကွာမှုကိုဖြစ်စေတယ်တတိယချက်တာဝန်ဘူးကပါလဲဆိုတော့တခြားသောအရာတွေကိုမိသားစုတက်ဦးစားပေးလိုက်တဲ့အခါမှာအိမ်တော်ကြီးပြိုကွဲခြင်းကိုဖြစ်စေတယ်ဇနီးမောင်နှံ2ယောက်စလုံးတချို့သောမိသားစုတွေမှာအလုံးလုံးနေရတာရှိတယ်အဲ့ဒီအခါမှာအလုတ်ကြီးပဲဖြစ်တဲ့အခါမှာငါမိသားစုအတွက်ငွေရှာပေးနေတယ်နင်တို့လောက်အောင်သုံးဖို့အတွက်ငါပတ်စံရှာနေရတယ်ဆိုပြီးအလုတ်ကပထမမိသားစုကနောက်ဆုံးဖြစ်သွားတဲ့အခါမှာငွေကြေးတော့ထောက်ပံ့မှုတော့ပေးပါတယ်ချစ်ချင်းမြတ်တာကမရတော့ဘူးကြာလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ချစ်ချင်းမြတ်တာပေးနိုင်တဲ့သူကိုဇနီးတွေကသွားရှာတယ်ချစ်ချင်းမြတ်တာပေးတဲ့နော်တခြားအမျိုးသားကိုသွားရှာတဲ့အရာတွေဖြစ်လာတယ်ဒါကြောင့်အိမ်တော်မိသားစုမှာအလုတ်ကပထမမဟုတ်ဘူးအလုတ်အရေးကြီးပါတယ်ဒါပေမဲ့သင်ရဲ့မိသားစုကအဲ့ဒီအလုတ်ရဲ့အထက်မှာရှိနေဖို့လိုအပ်ပါတယ်ဒါကြောင့်သင်သေချာစဉ်းစားပါ
အလုတ်ထက်တဲ့ရဲ့မိသားစုကနောက်ဆုံးဖြစ်နေတယ်ဆိုရင်ဒီနေ့မှာမိသားစုကိုပြန်ပြီးတော့ရှေ့တန်းတင်ထားတတ်ဖို့ရန်အတွက်လိုအပ်ပါတယ်နောက်ထပ်တာဝန်ပူတစ်ချက်ကပါလဲဆိုတော့တက်လန်းကိုပိတ်ဆို့စေတဲ့အရာတွေကိုလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ဒါဆိုရင်တက်လန်းကိုဘာတွေကပိတ်ဆို့စေလဲအတောက်စားတွေကတက်လန်းကိုပိတ်ဆို့စေတယ်အတောက်စားမယ်တောက်စားမူးယူနေတဲ့အခါမှာဘယ်ဇနီးတွေမှမခံနိုင်တော့ဘူးတစ်ချိန်လုံးတောက်စားပြီးတော့နော်ဇနီးတွေကိုပြန်ပြီးတော့ပြစ်တင်ပြောဆိုပြီးတော့အဲ့တောက်စားခြင်းရဲ့နောက်မှာဖြစ်ပျက်လာတဲ့အရာတွေအားလုံးကမိသားစုရဲ့တက်လန်းကိုပိတ်ဆို့စေတယ်တယောက်နဲ့တယောက်စိတ်ကိုမှုကိုဖြစ်စေတယ်တချို့သောအရာတွေကဒုစရိုက်သမားတွေနဲ့ပေါင်းသင်းတဲ့အရာတွေရှိတယ်ဒါကလည်းမိသားစုကိုပူပင်သောကဖြစ်စေတယ်တချို့သောမကောင်းသောအလုပ်တွေသူတို့ဘာမျက်ရည်ကျစေမဲ့အလုပ်ကိုလှုပ်ဆောင်တဲ့အရာကလည်းတက်လန်းကိုပိတ်ဆို့စေတဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်အေဂျင့်နဲ့မိသားစုကိုဖျက်ဆီးစေမဲ့တက်လန်းကိုပိတ်ဆို့စေမဲ့အရာတွေကိုရှောင်ဖို့ရန်အတွက်အရန်ရေးကြီးပါတယ်နောက်ဆုံးတစ်ခုကတော့တဦးနဲ့တဦးလေးစားမှုမရှိခြင်းဖြစ်ပါတယ်များသောအားဖြင့်အမျိုးသားတွေရဲ့အကြိုက်ကပါလဲဆိုတော့သူတို့ကိုလေးလေးစားစား respect ပေးတဲ့အရာကိုအမျိုးသားတွေကကြိုက်ပါတယ်အမျိုးသားတွေအရင်နှစ်သက်တဲ့အရာဖြစ်ပါတယ်ဒီမှာရှိတဲ့အခုတော့ကြည့်နေတဲ့သူတွေထဲမှာအမျိုးသမီးတွေရှိမယ်ဆိုရင်ပြောပြစေအမျိုးသားတိုင်းကလေးလေးစားစားပြောဆိုဆက်ဆံတဲ့အရာကိုအရင်ကြိုက်တယ် respect ပေးတာအရင်ကြိုက်တယ်အဲ့ဒီလို respect ပေးရမယ့်အစားအမျိုးသမီးဘက်ကနေပြီးတော့သူက respect မရှိဘဲနဲ့နော်ခင်မွန်းတဲ့ရဲ့အားနည်းချက်ကိုတယောက်နဲ့တယောက်နှစ်ကာလကြာလာတဲ့အခါမှာအားနည်းချက်ပိုသိလာတာကိုဒါနဲ့ခင်မွန်းတဲ့ကိုနင်ကအတုံးမကျဘူးနော်နင်ကတခြားယောက်ျားတွေနဲ့မတူငါ့ကိုလည်းငွေမရှာပေးနိုင်ဘူးနေရတဲ့ပမာဏကနည်းနည်းလေးနင်ကအရန်ပြင်းတာပဲနင်နဲ့ငါမယူမိတိတ်ကောင်းပါပဲငါရွေးချယ်မှုတော့မှားသွားပြီနင့်ကငါရွေးလိုက်တာမှားသွားပြီစသဖြင့်ပေါ့အနုလက္ခဏာနဲ့သက်ဆိုင်တဲ့စကားတွေကိုပြောလာတတ်တယ်အဲ့ဒီခါမှာဘာဖြစ်လဲဆိုတော့အမျိုးသားအပတ်ကနေပြီးတော့ respect ဒီဟူသောလေးစားမှုကကျသွားတယ်အမျိုးသားတွေကလေးစားခံရခြင်းကျသွားပြီဆိုရင်အဲ့ဒီအမျိုးသမီးကိုချစ်တဲ့အရာမှာညော့နေသွားတယ်အမျိုးသားနဲ့အမျိုးသမီးမတူတဲ့အရာကပါလဲဆိုတော့အမျိုးသားတယောက်ကအမျိုးသမီးကိုချစ်တယ်ဆိုရင်သူက100%ကနေစတင်တာဖြစ်တယ်100%ကနေစတင်ပြီးတော့သူကသွားရင်မှနှစ်ကာလကြာမှတဖြည်းဖြည်းညော့သွားတာပေါ့နော်ကိုမျိုးသမီးရဲ့တခုခုပေါ့ပုံမှန်တဲ့ကြောင့်ပဲဖြစ်ပေါ့ဒါပေမဲ့အမျိုးသမီးတွေကတော့အမျိုးသားကိုချစ်ပြီးဆိုရင်သူက0 level ကနေ3မြတ်မှတ်ကနေစတယ်ဖြည်းဖြည်းတက်တန်းကြာလေးပိုချစ်လာတဲ့အရာရှိတယ်သို့တော်ညာလည်းပဲတဖြည်းဖြည်းတက်တန်းကြာလာလေးပိုချစ်ပေမဲ့အားနည်းချက်တွေကလည်းတွေ့လာရတဲ့အတွက်သူ့အပေါ်မှာလေးစားသမှုပျောက်သွားတယ်အဲ့ဒီလိုပျောက်သွားတဲ့အခါမှာအမျိုးသားတွေကသူ့အပေါ်မှာလေးစားမှုပျောက်သွားတဲ့အတွက်ကြောင့်အမျိုးသမီးကဘာပြန်ခံရလဲဆိုတော့အမျိုးသားပေးမဲ့ချစ်ချင်းကလျော့သွားတယ်ဒါကြောင့်အမျိုးသားနဲ့အမျိုးသမီးမှာမှတ်ထားဖို့လိုအပ်တဲ့အရာကအမျိုးသားတွေကလေးလေးဆဆနဲ့ respect ပေးတာကိုအရန်ကြိုက်တယ် respect ရော့ရင်အချစ်ရော့တယ်ဒီဘက်မှာကျတော့အမျိုးသမီးကတော့အချစ်မခံရဘူးဆိုရင်အမျိုးသမီးတွေကစိတ်နာတတ်တယ်အခု respect ရော့သွားတဲ့အခါမှာအချစ်ရော့သွားတဲ့အခါမှာနော်အချစ်ရော့သွားတဲ့အတွက်ကြောင့်အမျိုးသမီးတွေကပို့ပြီးတော့ဒေါသထွက်လာပြီဒေါသထွက်လာတဲ့အခါမှာတစ်ဖက်မှာရှိတဲ့အမျိုးသားကို respect မပေးတတ်တော့လေးစားမှုမပေးတတ်တော့ဒီဘက်ကသူကလည်းလေးစားမှုမပေးတဲ့အတွက်ငါမချစ်တော့ဘူးဒီဘက်ကလည်းငါအချစ်မခံရတဲ့အတွက် respect မပေးရဘူးဒီလိုမျိုးဟိုဘက်ဒီဘက်ပေါ့နော်ဒီဘက်ကလည်းနော်ငါ့ကို respect မရှိလို့ငါမချစ်နိုင်ဘူးဒီဘက်ကလည်းငါ့ကိုမချစ်တဲ့အတွက်ငါ respect မပေးနိုင်ဘူးဆိုပြီးတော့ဒါမပြီးတော့ဘူးဒီဇက်လန်ကအဲ့ဒီအတွက်ကြောင့်မလို့တဦးနဲ့တဦးလေးစားမှုရှိခြင်းကအရန်ရေးကြီးပါတယ်ဒါကြောင့်ကျွန်မ counseling လုပ်တဲ့အခါတိုင်းမှာအဖြစ်အများဆုံးအိမ်တော်ရေးပြိုကွဲသွားရတဲ့အကြောင်းအရာတွေမှာဒီအချက်၅ချက်ကအဓိကထားပြီးတော့တစ်ချက်မဟုတ်တစ်ချက်တချို့သောအရာတွေကအားလုံးဖြစ်တယ်တချို့သောအရာတွေက3-4ချက်ပါဝင်တဲ့အရာတွေလက်တွေ့ကြုံရတဲ့အရာတွေလည်းနော်မိသားစုတွေမှာရှိတတ်ပါတယ်ဒါကြောင့်ဒီအရာလေးတွေကိုသတိထားစေခြင်းနဲ့သတိချက်စေခြင်းပါတယ်သင်ရဲ့အိမ်တော်ရေးကပို့ပြီးတော့ခိုင်ခန့်တဲ့အိမ်တော်ရေးတွေဖြစ်ကြပါစေ